TikTok မှာတခါမှကေမရဘူးတခါမှပေါ့နော်ကေမကြော်ဘူးဆိုလို့ရှင်ဒီဗီဒီယိုကြည့်သွားပါဘာလို့လဲဆိုလို့ရှင်အခု TikTok က update တစ်ခုပေးထားတာပေါ့နော် तू ကပေးရင်ပေးသလိုကိုကအနောက်ကနေလိုက်ရင်ကိုက view တွေများမယ် follower တွေတိုးမယ်ပေါ့နော်အဲ့ဒီဟာဘာလဲဆိုလို့ရှင်အခုယူလေးပြပေးမယ်ပေါ့နော်ဗီဒီယိုနဲ့တကွာသွားပြီးတော့ပြပေးမယ်အဲ့ဒီအတိုင်းသွားလုပ်ကြည့်ပါပြီးတော့ယူလေးကဂျင်းမထက်ဘူးနော်ဒီလားကိုတိုင်လုံးမကိုတိုင်လုပ်ပြီးမှတိုးမတိုးအောင်ရလက်ထွက်ပြီးမှလာပြီးတော့ပြောပြပေးတာပေါ့နော်ရှင်တို့တွေအဲ့လိုမျိုးတခါမှကေမကြော်ဘူးဆိုလို့ရှင်နော်2နိုင်3နိုင်အတွင်းမှာ viewer 3000 4000ရကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီအတန်းသွားလို့ပါသွားဘာလို့ပေးရမှာလဲဆိုလို့ရှိရင် story တင်ပေးရမှာပေါ့နော်။လည်းကကျတော့ story တင်ထားတာပါမယုံဘူးဆိုလို့ရှိရင်သွားကြည့်လို့ရပါတယ်ရှင်နော်။အခုသွားပြပေးမယ်ပေါ့နော်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်ပေါ့နော်ဒီမှာကြည့်ဒီအပေါ်မှာဒီမှာ၄တောင်လေးတွေ့လားအဲ့ဒီ၄တောင်လေးကိုလေနှိပ်သွားမှာပေါ့နော်။နှိပ်သွားပြီဆိုလို့ရှိရင်ဒီမှာနှိပ်လိုက်မယ်ပေါ့နော်။လဲဆိုရင်ဒီမို့၄တောင်အကွက်လေးပေါ်လာမှာပေါ့နော်၄တောင်အကွက်လေးပေါ်လာပြီးရှင်ကွာဗီဒီယိုလေးရိုက်မှာလားပုံရိုက်မှာလားအဲ့ဒါတော့ရှင်းလို့ပဲရေးပေါ့နော်အခုယူလဲဆိုဗီဒီယိုနဲ့ရိုက်ပေးမယ်ပေါ့နော်တွေ့လားဟိုမှာတွေ့လားအဲ့ဒါဟိုမှာနော်အခုဒီပုံပေါ့နော်ညတွေ့လားဟိုမှာပုံပေါ့နော်ပြီးရင်ဒီတပုံကတွေ့လားဟိုမှာပေါ်သွားရောနော်ဒီတပုံကတွေ့လားအဲ့လိုမျိုးလုပ်ပြအောင်နော်အဲ့လိုလုပ်တဲ့သူကစစ်တယ်ဒီမှာတွေ့လားတာဖြစ်လာမဖြစ်လာဆိုပြီးတော့စစ်တာပေါ့နော်အဲ့လိုမျိုးပြီးပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်ရသွားတွေ့လားအဲ့ဒါကိုတင်ရဒီမှာရှင်တို့တွေကကြတော့ဒီမှာတင်ဇလန်းဆိုတဲ့ဟာမှာထည့်မှာလားပေါ့နော်တင်ဇလန်းထဲမှာထည့်မှာလားအဲ့ဒီဟာကိုတင်ဇလန်းကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ရပြီပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေရှင်